lock stitch ဒီတစ်ခါတော့အမဒီ lock stitch လေးလုပ်ပြမယ်နော်ဒီ lock stitch ကကြတော့သူကလို့သွားလဲဆိုတော့ဒီတစ်ကြောင်းကတော့အမကဒါရိုးရိုးပဲလုပ်ပြလိုက်မယ်လွယ်တဲ့နည်းလေးကိုပြမှာဖြစ်တဲ့အတွက်နော် okay ဒီတစ်ချောင်းကတော့ကြမ်းငယ်မှာဆိုလို့အမပြန်ထိုးတာပေါ့နော်ဆိုတော့တကယ်ထိုးမဲ့ဟာဒီမှာအခုမှစမှာပါနော်စမယ် okay သူကဘယ်လိုသွားမလဲဆိုတော့ဘာနဲ့တရန်တူလဲဆိုလို့ရှိရင်ဒါနဲ့တူတူပဲနော်ဒီလိုဟာနဲ့သဘောတင်တိုင်းတူတူပဲဒီကိုသွားမယ်နော်ဒီတိုင်းပဲအဲ့ဒါပြီးရင်ကိုကသူ့ကိုဒီနေရာကနေပြီးတော့သူရဲ့ဒီတိုင်ပေါ့နော်ဒီတိုင်နေရာနေပြီးတော့ပြန်လာမယ်သူဒီလိုလေးနော်ဒီလိုလေးသွားမယ်အဲ့လိုပဲဒီမှာလဲဒီကိုပဲထိုးမယ်နော်ဒီကိုပဲထိုးမယ်ပြီးသွားရင်ခုနကလိုပဲဒီစုံချက်နေရာကိုပဲလာထိုးမယ်နော်the point တေချာညီလေးကြတဲ့နေရာကိုယူလိုက်တယ်ဆိုရင်ချိတ်တယ်လို့ဖြစ်သွားပါတော့အချီကိုချိတ်တဲ့သဘောပါပဲ